အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Top Plan Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ TVB Debate အစီအစဉ်တစ်ခုမှာတရားလွှတ်တော်ရှိနေဆရာဦးကိုနေကစစ်တပ်ကနိုင်ငံရဲ့အုပ်ချုပ်ရေးကဏ္ဍအသီးသီးမှာပါဝင်နေတာနဲ့ပတ်သက်ပြီးတော့ပြည်ခိုင်ဖြိုးအနေနဲ့အဲ့ဒီလိုစစ်တပ်ကပါဝင်နေတဲ့မူဝါဒကိုလက်ခံသလားကျင့်သုံးဆက်လက်ပြီးကျင့်သုံးမလားဒါမှမဟုတ်ဒီမူဝါဒကိုမကျင့်သုံးတော့ဘူးဆိုရင်လည်းဘယ်ချိန်မှပြဖြတ်မလဲဆိုတာကိုမေးထားတာပဲဖြစ်ပါတယ်ဒီအဖြေကိုပြည်ခိုင်ဖြိုးအနေနဲ့ဘယ်လိုပြင်ဖြစ်လဲဆိုတာကျွန်တော်နဲ့အတူတူနားထောင်ကြည့်လိုက်ကြအောင်ဗျာဆရာဦးကနေကိုအလှည့်ပေးပါဆရာဦးကနေနိုင်ငံရဲ့အုပ်ချုပ်ရေးအခမ်းကဏ္ဍမှာတမတော်ကိုဆက်ပြီးထားမယ်လို့ဒီခိုင်ဖြိုးရဲ့ policy တွေမှာပါသလားတကယ်လို့တမတော်ကိုနိုင်ငံရဲ့အုပ်ချုပ်ရေးကဏ္ဍကဖယ်ပြီးတော့သူ့ရဲ့မူလတာဝန်ဖြစ်တဲ့ဆရာဦးချုပ်ရေးဆိုဘာလဲရှင်းအောင်ပြပါဆရာဦးကလည်းနိုင်ငံတော်အချုပ်အခြာအာဏာကိုကင်တွယ်ပြီးကျင့်သုံးနေတဲ့အခမ်းကဏ္ဍကိုဆိုလိုတာသူ့ရဲ့မူလတာဝန်ဖြစ်တဲ့ဒီကျွန်တော်တို့ပိုင်တဲ့နယ်မြေနဲ့အချုပ်အခြာအာဏာအစိုးရအဖွဲ့မှာစစ်ဝင်ကြီး3ဦးပါတာဟုတ်ကဲ့ဒီနေ့ကအစိုးရတွေမှာအစိုးရဖွဲ့အတွင်းမှုဟာပါနေတာဒီရဲရခန့်တာဒါကိုပြောတာမှန်တယ်တရားရေးဌာနမှာလည်းပါနေတာအဲ့လိုနေရာပေါင်းစုံမှာစစ်တပ်ကပါနေတာတနည်းအားဖြင့်ဒီနိုင်ငံဝန်ထမ်းလက္ခစားနိုင်ငံဝန်ထမ်းအဖွဲ့အစည်းတစ်ခုဟာအဲ့လိုနိုင်ငံရေးမှာမပါရဘူးသို့တော်အကြောင်းအားလျော်စွာပါနေတယ်အဲ့ဒီပါနေတာကိုပြည်ခိုင်ဖြိုးအနေနဲ့ဆက်ပြီးတော့ကျင့်သုံးမလားသူတို့မူဝါဒမှာဒါရှိသလားသို့မဟုတ်တကယ်လို့ဖယ်မယ်ဆိုရင်ဘယ်ကာလအတွင်းဖယ်မလဲကျွန်တော်အဲ့ဒါတွေသိကြသိချင်ဆရာဦးတောင်ဦးတမောင်ဖြေကျွန်တော်တို့ဒီထက်မှကျွန်တော်တို့ဒါနဲ့စစ်ဟိုတွေကနေပြီးတော့ပါနေတယ်ဆိုတာကျွန်တော်တို့ဒါနိုင်ငံရဲ့အခြေအနေကိုကျွန်တော်ပြန်ကြည့်ရအောင်နိုင်ငံရဲ့ဒီနေ့နေကြီးကြီးအေးချမ်းမှုတွေကျွန်တော်တို့ဒါစိတ်ချလက်ချဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဒါတမတော်ဒီမူလတောင်ပဲထပ်ဆောင်ရမယ်ကျွန်တော်တို့ဒါငြိမ်းချမ်းသွားပြီဆိုရင်ကျွန်တော်တို့ဒါတွေဟာစိတ်ချပြီဆိုရင်ဒါကျွန်တော်တို့ဒါလည်းကျွန်တော်တို့ဒါတမိုင်းကြောင်းကိုပြန်ကြည့်လိုက်ပါကျွန်တော်နိုင်ငံမှာအကွဲပြဲတွေနေပြီလာခဲ့တာအကွဲပြခက်ဆက်ကွဲပြဲလာခဲ့တာတိုင်းပြည်ကကြောက်တဲ့ကြခံဒီမှာဖြစ်တဲ့အတွက်ကြောင့်လို့ဒါအနေနဲ့ပြောရင်တော့အမျိုးရသားရေးတောင်းဝန်ထမ်းဆောင်နေတဲ့တပ်မတော်တောင်းဝန်ယူလာခဲ့ရတာစစ်တိုက်ဆက်တိုက်တိုင်းဒါမှဥစဉ်နေဝင်ပဲဥနေဝင်းသည်နော်ဒါနဲ့တပ်မတော်နိုင်ငံရေးသမားမဟုတ်ဘူးโอเคအားလုံးကြားကြတဲ့အတိုင်းပါပဲဗျာပြည်ခိုင်ဖြိုးကပြန်ပြေးသွားတာကတော့တန်ပြည်ကတည်ငြိမ်အေးချမ်းမှုမရှိလို့ဆိုပြီးတော့ပြောသွားပါတယ်တန်ပြည်ကတည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက်ကြောင့်သာစစ်တပ်ကပါဝင်နေရတာလို့ပြောပါတယ်အခုလိုတိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိအောင်အချိန်ချင်းအခါခါလုပ်ခဲ့တာဘယ်သူတွေလဲဆိုတာအားလုံးလည်းသိကြတဲ့အတိုင်းပါပဲဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကို like ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်